ဆနကမင်းသားဟာအရွယ်ရောက်တဲ့အခါမိခင်ထံမှမိမိရဲ့မျိုးရိုးမှန်ကိုစတင်မြင်မြန်ပါတော့တယ်မိမိဟာမိထီလာပြည်ရဲ့မင်းမျိုးမင်းနွယ်မှန်တီးလိုက်ရတဲ့အခါတိုင်းပြည်ကိုပြန်လည်ရယူဖို့ပင်လယ်ခီးထွက်ခွင့်ပန်ကြားခဲ့ပါတယ်ခမဲတော်ရဲ့အမွေနှစ်ကိုပြန်လည်ထူထောင်ဖို့ရည်ရွယ်ချက်နဲ့တင်မောကြီးကိုပင်လယ်ပြင်သို့လွှင့်တင်လိုက်ပါပြီဒါပေမဲ့ကံကြမ္မာကအလှည့်ပြောင်းဖြစ်ကကြောက်မက်ဖွယ်မုန်တိုင်းကြောင့်တင်မောကြီးဟာပင်လယ်လယ်မှာနစ်မြုပ်သွားပါတော့တယ်လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပေမဲ့အလောင်းတော်ကတော့ယောက်ျားတို့ရဲ့လုံလဝီရိယကိုမလျှော့ပဲ9ရက်တိုင်တိုင်ရေးပူးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသမုဒ္ဒရာကိုစောင့်ရှောက်တဲ့မဏိမေခလာနတ်သမီးဟာကောင်းကင်ယံကနေကိုထင်ပြပြီးပေါ်လာပါတယ်ကမ်းလှမ်းမြင်တဲ့ဒီပင်လယ်ထဲမှာဘာကြောင့်အကျိုးမဲ့အားထုတ်နေတာလဲအလောင်းတော်ကလည်းအကျိုးရှိမဲ့ယုံကြည်ရင်လုံလောက်ကိုမလျှော့ထိုက်ဘူးလို့ရဲရဲဝံ့ဝံ့ပြန်လည်ဖြေကြားခဲ့ပါတော့တယ်အကျိုးရှိမဲ့ယုံကြည်ရင်လုံလောက်ကိုမလျှော့ထိုက်ဘူး